မြန်မာပြည်ရဲ့အင်တာနက်အကြောင်းကိုကောင်းကောင်းလေးမှတ်မိကြမယ်ထင်တယ်ဒီပညာရှိတဲ့လူပုဂ္ဂိုလ်တွေကိုစီးကပ်ပြီးတော့ရှာဖွေရတယ် G-Talk ဆိုတာရှိတယ်ခုခေတ်လူငယ်တွေတော့သိမှာမဟုတ်ဘူး G-Talk အားလုံးပဲမင်္ဂလာပါတကယ်တော့ကျွန်တော်အခုဒီ YouTube မှာဗီဒီယိုဖိုင်တင်ဖို့ကိုကျွန်တော်စဉ်းစားခဲ့တာကအခုမှမဟုတ်ဘူးဟိုးလွန်ခဲ့တဲ့အင်တာနက်ဆိုတာမြန်မာပြည်မှာဘာမှမသိရသေးတဲ့အချိန်ကာလကလေးကကျွန်တော်ကလူမျိုးပြောတဲ့ဟာမဟုတ်ဘဲနဲ့လေကိုယ့်ရဲ့ဒီကိုဘဝမှာကြုံတွေ့ခဲ့ရတဲ့ဘူတုတလေးတွေနောက်တချို့လူတွေအတွက်အကျိုးရှိမဲ့အရာလေးတွေပေါ့ဥပမာတချို့ကိစ္စတွေဆိုကျွန်တော်တို့ငယ်ငယ်ကမတည်သောကြောင့်မှားခဲ့တဲ့အမှားလေးတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုလဲကျွန်တော်ပြန်ပြီးတော့ sharing လုပ်ချင်တာကျွန်တော်ရဲ့ဒီညီတွေညီမတွေကိုတချို့ကျွန်တော်တို့ငယ်ငယ်ကဆိုလို့ရှိရင်တချို့ကိစ္စတွေဆိုလို့ရှိရင်ကိုကကြိုတင်းပြီးနေတော့သိခဲ့လို့ရှိရင်မမှားတော့ဘူးဆိုတော့မှားတာဘာဖြစ်သွားလဲဆိုတော့မှားခြင်းကြောင့်အတွေ့အကြုံတစ်ခုတော့ရတယ်တွေ့ကြုံရတယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အဲ့တွေ့ကြုံကလည်းတကယ်တော့ဘာနဲ့မှလဲလို့မရဘူးသို့တော့တချို့ကိစ္စတွေချို့သောကိစ္စတွေကြတော့ကိုယ်တိုင်မကြုံတွေ့ပဲနဲ့တီးတင်ထိုက်တဲ့အမှားလေးတွေရှိတယ်ဒါလေးတွေကိုကျွန်တော်တို့ကအားလုံးကဒီအသက်အရွယ်တစ်ခုမှာလူဘဝမှာပေါ့တကယ်တမ်းပြောလူဘဝမှာလိုက်ပြီးတော့ရှောက်ခွင်းနေခဲ့ကြရတာကျွန်တော်တို့ကဘယ်ဟာမှားလဲဘယ်ဟာမှန်လဲဒါတွေကိုပြန်ပြီးတော့ရှောက်ဝေရတဲ့အချိန်မှာတချို့ကဘာသာရေးနဲ့ပတ်သက်ပြီးတော့ရှောက်ဝေရတယ်ကြတော့လေဒီပညာရှိတဲ့လူပုဂ္ဂိုလ်တွေကိုစီးကပ်ပြီးတော့ရှာဖွေရတယ်နောက်လူတစ်ယောက်နဲ့တစ်ယောက်လိုပဲလက်ဆင့်ကမ်းပြီးတော့အမှန်အမှားဒါတွေကိုအားလုံးက sharing လုပ်ပြီးတော့လူဘဝပတ်ဝန်းကျင်ကြီးကလဲပတ်ပြီးသွားနေကြတာပေါ့နော်ခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internet ခေတ်မှာဒီလူငယ်လူရွယ်တွေနဲ့ခု internet ခေတ်ကိုမှီလိုက်တဲ့လူတွေဆိုလို့ရှိရင်သိတယ်ကျွန်တော်တို့ခုအရင်ကဆိုလို့ရှိရင် Google ဆိုတာရှိတယ် Google မှာကျွန်တော်တို့သိချင်တာလေးတွေကိုရိုက်ရှာလိုက်တော့ကျွန်တော်ရှင်ပေါ်လာပါတော့မဟုတ်လား how to do ဘာညာပေါ့ကိုလုပ်ချင်တာလေးရိုက်ရှာလို့ရှိရင်ဒါနဲ့မှာပေါ်လာတဲ့ကျွန်တော်တို့အဲ့ကောင်ကကာလာတစ်ခုတော့ကျွန်တော်အရင်သဘောကျတာမိုက်တယ်ကွာဒီနိုင်ငံလူတွေအဲ့လိုမျိုး share လုပ်ကြတယ်ပေါ့နော်ကိုယ်နိုင်ငံမှာကျွန်တော်အဲ့တုန်းက internet ဆိုတာကမြန်မာပြည်ရဲ့ internet အကြောင်းကိုကောင်းကောင်းလေးမှတ်မိကြမယ်ထင်တယ်လွန်ခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်ကို internet ဆိုတဲ့အရာကြီးကိုစသုံးခဲ့ရတာကအဲ့ချိန်လောက်ကမြန်မာပြည်ကို internet ဆိုတာကြီးစပြီးတော့ပေါ်လာတော့ကျွန်တော်တို့ကနည်းနည်းလေးရှေ့နည်းနည်းရောက်တဲ့ထင်မှာပါတယ်ပါတော့အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့internet cafe ဆိုတဲ့ဟာရှိတယ် internet cafe ကိုသွားလို့ရှိရင်သူကကိုအစတော့ဆိုလို့ရှိရင် internet cafe ဘာလဲကော်ဖီရောင်းတာလား internet သုံးရမှာလားခုခေတ်လိုမျိုးဒီဖုန်းတွေပါနဲ့ဘယ်လိုတွေသုံးလို့ရတဲ့ခေတ်မဟုတ်သေးဘူး internet ဆိုတဲ့အမျိုးကအဲ့မှာသူတို့ကျိုးတွေနဲ့တွဲပြီးတော့ဆိုင်internet cafe ဆိုင်လေးရှိတယ်ဗျအဲ့ဆိုင်လေးကျွန်တော်သွားပြီးလို့ရှိရင်ကော်ဖီတစ်ခွက်မှာပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ Google ဆိုတာအဲ့တော့ကျွန်တော်တို့က internet သုံးလို့ရှိရင်ဘာလုပ်ရမှန်းဘယ်သူမှသိအောင်သိသေးတာမဟုတ်ဘူးတချို့ကျတော့ဘာလုပ်လဲဆိုတော့ internet cafe ကိုသွားပြီးချို့က game ဆော့ကြတာ internet ချိတ်ပြီးတော့ပေါ့နော်နိုင်ငံတကာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့တော့ကျဘာလုပ်လဲဆိုတော့ internet cafe ကိုသွားပြီးလို့ရှိရင်အဲ့တော့ Google Chrome ဆိုတာရှိတယ် G-Talk ဆိုတာရှိတယ်ခုခေတ်လူငယ်တွေတော့သိမှာမဟုတ်ဘူး G-Talk ကအခုကျွန်တော်တို့ဒီ Viber တို့ဘာလို့လို့ပဲသူကဒီကွန်ပျူတာနဲ့ကျွန်တော်တို့ G-Talk account တစ်ခုရင်ဆုံးဖွင့်ရတယ် Gmail ပေါ့ဒီက Gmail account ရှိလို့ရှိရင် G-Talk account ရပြီအဲ G-Talk account နဲ့ကျွန်တော်တို့ကဒီစကားပြောကြတာပေါ့တယောက်နဲ့တယောက်မိတ်ဖွဲ့ပါညာလိုမျိုးတွေတုံးကြတယ်အဲဆိုတော့ဘယ်မျိုးကလဲငါတို့ကဘယ်မျိုးอ่ะပေါ့နော်အဲမျိုးအကြောင်းလေးဖလှယ်ကြတာရှိတယ်internet ဆိုတာဟောဒါပါလားပေါ့အဲ့တော့သတင်းတွေကျွန်တော်တို့ရှာဘူးတယ်အဲ့ခေတ်ကလည်းသတင်းမှာ BBC တို့ video အဲ့တော့အဲ့ခေတ်မှာပဲရှိတယ် BBC တို့ကောင်နားထောင်လို့ရှိရင်internet စာမျက်နှာမှာလည်းရိုက်ရှာလို့ရပါပြီဘာညာဆိုတော့ကျွန်တော်ရိုက်ရှာဘူးတယ်နိုင်ကို900လောက်ပြီးပေးရတယ်သူက website တွေနဲ့လုပ်ကြတဲ့ခေတ်ပေါ့လေကို sharing လုပ်ချင်တဲ့သူတွေက website ထောင်ပြီးလို့ရှိရင်ရေးတယ်အဲ့နည်းနည်းလေးအဆင့်မြင့်လာတော့ဖုန်းတွေပေါ်လာတယ်ဖုန်းဆိုလို့ရှိရင်ဖုန်းတစ်လုံးဖုန်းဆင်းကက်လေးဖုန်းဆင်းကက်တစ်ကက်ကိုအဲ့တော့က330တို့မာတော့ကားတစ်စီးစာတော့လောက်ရှိမယ်ထင်တယ်အဲ့ချိန်မှာဆိုဖုန်းတွေပေါ်လာတော့တချို့ဖုန်းတွေကင်ကြတယ်handset လေးတွေကင်ပြီးတော့မှလည်းခါကြပိုင်းလိုမျိုးထိုးပြီးတော့အဲ့သွားတဲ့လူကတထေးကားစီးနေတဲ့လူလဲတထေးလို့ခေါ်လို့ရတယ်လို့
ဖုန်းလေးကိုခါကြားထဲမှာထိုးပြီးတော့လက်ဖိတ်ဆိုင်နဲ့ဝင်သွားမှလူကငေးကြည့်နေမယ်အဲ့တော့အဲ့လိုလုံးလိုက်လို့ရှိရင်တထေးပဲအဲ့တော့အဲ့မှာသူဖုန်းလေးတစ်လုံးဝယ်လာတယ်အဲ့မှာဒီကျွန်တော်တို့ keypad မဟုတ်တော့ဘူးသူဒီ touch screen လေးနဲ့ဖြစ်သွားတယ်အဲ့မှာသူလမ်းမှာတဲ့ကျွန်တော် internet ဘယ်လိုသုံးခဲ့တာပါညာလည်းပြောတော့အဲ့လိုသုံးလို့ရလို့လားပေါ့လမ်းသွားရင်လာရင်လည်းပေါ့နော်တကယ်တမ်းဖုန်းသုံးတယ်ပါညာဆိုတာကျွန်တော်တို့ကျိုးတွေနဲ့ချိတ်ပြီးတော့သုံးတာကိုပဲအဲ့ခေတ်ကသိကြတာဟုတ်အဲ့တော့အဲ့လိုသုံးလို့ရတယ်ဆိုတော့မိုက်တယ်ပေါ့ဆိုအဲ့နောက်မှာနည်းလေးပေါ်လာပြီးတော့လူတွေကဘယ်လိုမြင်ကျဲလာလဲဆိုတော့အဲ့ဖုန်းထဲမှာအရင်တော့ကျွန်တော်တို့ခု Viber လိုပုံစံမျိုးကိုပဲသူက Tango တို့ Bifingo တို့ဆိုပြီးတော့ application တွေရှိတယ်အဲ့လေးပေါ်လာတာပေါ့နော်အဲ့လေးတယောက်ချိတ်ကြတယ်ဗီဒီယိုကောမျက်နှာတွေကြည့်ပြောလို့ရလာတဲ့ခေတ်စနစ်ကိုရောက်လာပြီးတော့အဲ့ information sharing မှာအဲ့တုန်းကခုနပြောသလိုပဲကျွန်တော်တို့ Google တွေဘာတွေဖြည်းဖြည်းနဲ့အဆင့်အမြင့်လာပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့လို YouTube ဆိုတာဝေးသေးတယ် YouTube ဆိုတာတကယ်တမ်းကျွန်တော်တို့ YouTube ထဲဝင်ပြီးတော့အဲ့မှာအဝိုင်းလေတဲ့ဆိုတဲ့ခေတ်ကိုရှိခဲ့သေးတယ်ကျွန်တော်တို့ခုခေတ်လူငယ်တွေတော့ခုလည်းတော့ကြုံမှာအဝိုင်းလေအဲ့တခုခုရဲ့ကျွန်တော် Viber ထဲဝင်လိုက်ပြီဆိုအဲ့ကောင်ကြီးအဝိုင်းကြီးလဲနေတာကြာပြီအဲ့ဒီအဲ့မှာကိုမိတ်ဆွေတယောက်ကကိုဓာတ်ပုံလေးတစ်ပုံအခုလိုမျိုးအလုပ်ကိစ္စနဲ့သုံးဖို့ဆိုတာအဝေး Viber တောင်မှလေအဲ့မှာပုံလေးတစ်ပုံရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ပုံလေးကိုကြည့်ဖို့ရေးကိုအကြာကြီးစောင့်အောင်လာသူကဝိုင်းကြီးလဲဒီပုံလုံးကအဲ့မှာပျော်သွားတာပေါ့နော်အဲ့လိုမျိုး kick စနစ်ဆိုတော့အဲ့ဒီအချိန်မှာပြောချင်တာကျွန်တော်ဗာလဲဆိုတော့ knowledge sharing ကဗီဒီယိုနဲ့ knowledge share တွေလုပ်ကြတဲ့ကာလကိုမရောက်သေးဘူးဘာလို့ဆိုတော့ကျွန်တော်တို့ Facebook သုံးလို့ရမယ်အဲ့နောက်ပိုင်းမှာ Facebook တွေသုံးလို့ရတယ်နောက်ခုနပြောတဲ့ Viber တို့ပါညာတို့နဲ့နည်းနည်းပါ chat တင်လုပ်လို့ရတယ်ဒါပေမဲ့ video file เนาะစင်းကိုမစင်စားနိုင်ဘူး video file တော့ကြည့်လို့မရဘူး video file တစ် file တော့ကြည့်ဖို့စဉ်းစားတာဒီအဲ့ဒါအချိန်ဖြုံးတာပဲအဲ့လိုကြီးဖြစ်ခဲ့တော့ထားပါတော့အဲ့လိုကနေပြီးတော့ kit တွေအများကြီးကြော်ဖြတ်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုခုဆိုလို့ရှိရင်ကျွန်တော်တို့ YouTube ခုမိတ်ဆွေကတခုခု coffee မဖြော်တယ်ဘူးမလား coffee တောက်ချင်တယ် coffee မဖြော်တယ်ဘူးဆိုရင်လွယ်လွယ်လေး how to make a coffee ဘာညာအိမ်မှာဘယ်လိုလုပ်လို့ရလဲဆိုအများကြီးရှာကြည့်လိုက်အမျိုးဝင်စမ်းကြည့်လိုက်နောက်မသိချင်တာရှိရင်ပြအဲ့မှာ YouTube ထဲလိုက်ရှာကြည့်လိုက်လို့ရှိရင်ဘာပဲဖြစ်ဟို sharing knowledge sharing တော့အရန်အဆင်ပြေသွားကျွန်တော်ကစာကြီးကျွန်တော်ဖတ်ရတာဟုတ်စာပဲတဲ့ချိန်မှာအင်္ဂလိပ်လိုဖတ်ရတာရှိတယ်နောက်တစ်ခုကချိန်ကုန်တယ်ဗျာနောက်ခုဆိုလို့ရှိရင်ဒါ YouTube မှာ sharing လုပ်တဲ့အခါကျတော့ video file နဲ့ပါတခြားနာမြင်ရတာပေါ့လောက်ပြရဲလို့တခြား video နဲ့ပါလောက်ပြရတယ်ကြည့်ရလို့လည်း video နဲ့ကြည့်ရတယ်အဲ့ချိန်မှာဘာသာစကားခက်ခဲနော်ဘာသာခက်ခုဆိုရင်သိလည်းမရှိတော့ဘူးအင်္ဂလိပ်ဘာသာနဲ့ပြောတဲ့ YouTube ကိုကျွန်တော်တို့ကမြန်မာလိုtranslate လုပ်လည်းရသွားပြီတိတ်ရှုပ်ထွေးကာလာတွေမဟုတ်တော့ဒါတော့အဲ့လိုမလုပ်တဲ့သေးတဲ့လူတွေကကျွန်တော်တို့လူမြန်မာ YouTuber တွေတော်တော်များများပေါ်လာဖို့ကျွန်တော်တို့မျှော်လင့်တယ်အဲ့ဒါမှပဲကိုကဆိုင်းစရာဆိုဆိုင်းတီးတဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးတယ်အမှကြည့်တဲ့လူအတွက်ကလေဆိုင်းဆိုင်လို့ဒီရတာပါလားဘူးတာရတယ်ဗျာနောက်လက်သမားဆရာဆိုလည်းလက်သမားလိုလောက်ရတယ်ဆိုပြီးတော့ तू ကဒီလိုပဲ video file နေ sharing လုပ်ပေးကြရင်တယောက်က knowledge တွေလည်းတည်သွားမယ်အဓိကကျွန်တော်ဒီ channel ခုနကဇာတ်ပြန်ဆက်ကျွန်တော်အဲ့ဒါကို sharing လုပ်ချင်တော့ခုဆိုလို့ရှိရင်ကျွန်တော်ကစာနဲ့ခု Facebook လိုဟာမျိုးမှာနောက် website လိုဟာမျိုးမှာ blog လေးရှိတယ်ရင်တော့လူမိတ်ဆွေတွေတော့သိကြလားမသိအဲ blog လိုဟာမျိုးတီထောင်ပြီးလို့ရှိလို့ရှင်ကိုရဲ့ဒီကိုသိတဲ့အသည့်လေးတွေနဲ့ကိုတွေ့တဲ့တွေ့ကြုံလေးတွေကိုကျွန်တော် knowledge sharing လုပ်လို့ရတဲ့ blog တွေကျွန်တော်ရှိတယ် blog ထားပါတော့အခုကျတော့အဲ့ဟာတွေလုပ်စရာမလိုတော့ဘူး YouTube ပါဆိုရင် YouTube channel ကိုတက်လိုက်လို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်သိစေချင်တဲ့ knowledge sharing လုပ်ချင်တဲ့ဟာလေးတွေကိုကျွန်တော်ဗီဒီယိုတွေနဲ့အခုဆိုရင်တစ်ထိုင်လေးနဲ့ပြောလို့ရမယ်အနေနဲ့မိတ်ဆွေဆိုလို့ရှိရင်လည်းကိုတက်ကြွတဲ့ပညာရဲ့တခုခုကို knowledge sharing လုပ်မယ်ဆိုရင်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ဘာလို့ဆိုတော့ဒါမှပဲလူတွေတယောက်နဲ့တယောက် sharing လုပ်ကြရင်နေပြီးတော့မှဒီလူကဘာလောကကြီးကပို့ပြီးတော့အမှားနေတယ်လည်းများနဲသွားမယ်နောက်ပို့ပြီးတော့မြန်ဆန်စွာတိုးတက်အောင်ပေါ့နော်တယောက်ထောက်ကူပြုခြင်းနဲ့ကျွန်တော်တို့ YouTube မှာknowledge share လုပ်ကြဖို့ကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဒါကတော့ကျွန်တော် channel ရဲ့ဒုတိယမြောက် video file ဖြစ်မယ်ထင်တယ်ဒါပေမဲ့ကျွန်တော်ဒီရှေ့မှာ video file လုပ်ဖို့အများကြီးစူးစမ်းခဲ့ဒါပေမဲ့မအောင်မြင်ဘူးဆိုတော့နေရာအခက်အခဲတွေရှိတယ်ထားပါတော့ကျွန်တော်အားကိုနောက်ထပ် video တစ်ပုဒ်မှာကျွန်တော်တခြားလေးပြောပြမယ် YouTube လုပ်ချင်တဲ့လူတယောက်အတွက်အဓိကအခက်အခဲလေးတွေပြောပြမယ်ဒါပေမဲ့ဒီအခက်အခဲတွေကိုကျွန်တော်တို့က
ဖြည့်ရှင်းလို့ရတဲ့နည်းပါကျွန်တော်ပြောပြပေးမယ်နောက်လေးကိုကျွန်တော် knowledge sharing လုပ်ပေးမယ်ကျွန်တော်တို့အားလုံးတူတူဒီကိုယ့်ရဲ့ sharing လုပ်ကြဖို့ရာကိုနည်းနည်းအားစိုက်ထုတ်ကြဖို့ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးနောက်ဗီဒီယိုမှာများမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်